အားလုံးပဲမင်္ဂလာပါခဏကို gym ဆော့ပြီးကြန့်ခိုင်အောင်လုပ်ကြတယ်ရောဒါဆိုဦးနှုတ်ကိုရော fitness လုပ်ပေးဖို့စဉ်းစားဘူးလားဟုတ်ပါတယ်ဒီနေ့မှာတော့လေဦးနှုတ်ကိုကြန့်ခိုင်သွက်လက်နေအောင်လုပ်ပေးနိုင်မယ်နီလန်းလေးတွေကြောင့်အတူတူလေးလာကြည့်ကြရအောင်ဒီစကားလေးကတော်တော်လေးစဉ်းစားစရာနော်ဦးနှုတ်ကို view စိုက်တာကခန္ဓာကိုယ်ကို view စိုက်တာနဲ့တန်းတူအရေးကြီးတယ်တဲ့အမှန်ပဲလေဦးနှုတ်ရဲ့စွမ်းဆောင်ရည်ကောင်းနေမှကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကလည်းပူပြီးတော့အဆင်ပြေချုံမွေ့မှာပေါ့ဒါပေမဲ့အလုပ်တွေရှုပ်နေတဲ့ကြားထဲမှာအချိန်များမှမပေးနိုင်ရောဘယ်လိုလုပ်မလဲဟုတ်တယ်မလားဒီနေ့ကို9မိနစ်လေးပဲအချိန်ပေးုံနဲ့ဦးနှုတ်ကိုလေ့ကျင့်လို့ရပါမလားရနိုင်ပါတယ်ရနိုင်တယ်ဆိုတာသိကြတယ်ကဲဘယ်လိုနီးလာနဲ့လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြစို့ဒီစာအုပ်ရဲ့အဓိက concept ကလည်းတကယ်ကိုရိုးရှင်းပါတယ်ဒါပေမဲ့အစွမ်းထက်တယ်အဲ့ဒါကဘာလဲဆိုတော့နေ့တိုင်းအချိန်ခဏလေးပဲပေးပြီးအမျိုးအစားစုံစုံလင်လင်နဲ့လုပ်တဲ့ဦးနှောက်လေးချင်းခံတွေကအင်တန်ထိရောက်တယ်ဆိုတာပါပဲကဲဦးနှောက်ကိုပုံမှန်လေး challenge လုပ်ပေးနေရင်ဘာအကျိုးကျေးဇူးတွေရလာနိုင်မလဲဆိုတော့မှန်ဉာဏ်တွေပိုကောင်းလာမယ်အာယုံဆူဆိုင်မှုလည်းပိုအားကောင်းလာမယ်နောက်ပြီးပြဿနာဖြေရှင်းနိုင်စွမ်းတွေမြင့်လာမယ်စဉ်းစားတာတွေပိုမြန်လာမယ်တည်ထွင်ဖန်တီးနိုင်စွမ်းတိုးတာလာမယ်ပြီးတော့ယုတိကြကြစဉ်းစားဆင်ခြင်နိုင်စွမ်းတွေလည်းပိုထက်မြက်လာမယ်ဒါဒီကုံလုံးကနေ့စဉ်ဘဝမှာတကယ်ကိုအသုံးဝင်တဲ့အရေးသွေးတွေကြီးပဲနော်ဒါပေမဲ့ဒီလင့်ချင်ကန်တွေကတကယ်ထိရောက်ဖို့အတွက်လိုဝက်ချက်၃ခုရှိတယ်ဗျာအဓိကကြရဲ့ချက်တွေပေါ့နံပါတ်1ကလုတ်ရတာပျော်ဖို့ကောင်းရမယ်နံပါတ်2ကနေ့တိုင်းပုံမှန်လုပ်ရမယ်ပြီးတော့နောက်ဆုံးတစ်ခုကတော့ဦးနှောက်ကရိုးအီမတွန်းအောင်အမျိုးအစားလေးတွေမတူအောင်ပြောင်းပြီးလုပ်ပေးဖို့ပါပဲ ဦးနှောက်လေးချင်းခန်းဆိုတာအားလုံးကတမျိုးတည်းလို့ထင်ကြတာများတယ်။ဒါပေမဲ့ဒီစာအုပ်မှာကတော့အဓိကကျတဲ့အမျိုးအစားနှစ်ခုကိုဟန်ချက်ညီညီလေ့ကျင့်ဖို့ပြောထားတယ်။ကဲအဲ့ဒါတွေကဘာနဲ့ဘာလဲဆိုတာကြည့်လိုက်ရအောင် တတို့နှစ်ခုရဲ့ခြားနာချက်ကရှင်းရှင်းလေးပါပဟေလိ presence တွေကအဖြေမှန်တစ်ခုတည်းပဲရှိရဲ့အဲ့ဒီအဖြေကိုရှာရင်းနဲ့ကျွန်တော်တို့ရဲ့ယုတိကြကြတွဲခေါ်မှုကိုလေ့ကျင့်ပေးတာပေါ့ games တွေကြတော့အဖြေမှန်ဆိုတာတစ်ခုမကရှိနိုင်တယ်ဒါကြောင့်တီထွင်ဖန်တီးနိုင်စွမ်းကိုပို့ပြီးတော့အားပေးတယ်ဆိုတော့အကောင်းဆုံးရလက်အတော့ဒီစာအုပ်ကဘယ်လို balance လုပ်ထားလဲဆိုတော့ပဟေးလီဒီကို3ပုံ2ပုံလောက် game တွေကိုတော့3ပုံ2ပုံလောက်ညင်ဟန်ချက်ညီအောင်ဖန်တီးထားတယ်ဒီလိုလုပ်လိုက်တော့ဦးနောက်ရဲ့ယူတီပန်းရောတီထွင်ဖန်တီးမှုအပိုင်းကိုပါပတ်စုံလေးချင်းပေးပြီးတက်ဖြစ်ထားတာပေါ့ ကဲဒီလေ့ကျင့်ခင်းတွေကဒီတိုင်းချက်ပန်းစုထားတာတော့မဟုတ်ဘူးနော်လေ့ကျင့်တဲ့သူတွေအတွက်ရှင်းရှင်းလင်းလင်းနဲ့လိုက်လုပ်လို့ရအောင်စနစ်တကျဖွဲ့စည်းထားတာဘယ်လိုမျိုးလဲဆိုတာကြည့်ရအောင် wow စဉ်းစားကြည့်လေတနစ်မှာရက်365ရက်ရှိတယ်ဒီမှာလဲလေ့ကျင့်ခန်းက365ခုဆိုတော့နေ့တိုင်းအတွက်စိန်ခေါ်မှုအသစ်တစ်ခုစီရှိနေမှာဘယ်တော့မှပြင်းသွားဖို့မရှိတော့ဘူးပေါ့ပြီးတော့အရေးအတွက်များတာတစ်ခုတည်းလည်းမဟုတ်သေးဘူးဦးနောက်ကတစ်မျိုးတည်းဆိုရိုးအီးသွားတယ်လေဒါကြောင့်လေ့ကျင့်ခန်းအမျိုးအစားပေါင်း39မျိုးတောင်ပါလားမှတ်ဉာဏ်စမ်းတာဘာသာစကားနဲ့ပတ်သက်တာအတွက်အချက်စသဖြင့်ပေါ့ဦးနောက်ရဲ့မတူညီတဲ့အစိပ်ပေါင်းတွေကိုလေ့ကျင့်ပေးနိုင်တာကောနော်ပြီးကိုယ့်ရဲ့တိုးတက်မှုကိုလည်းတီးခုလိုတယ်လေအဲ့ဒါကြောင့်အလွယ်ဆုံးကနေအခက်ဆုံးအထိအစစ်ဆက်ဆင်ခရပေးထားတယ်ဒီတော့ကိုယ်အရေးချင်းတက်လာတာနဲ့အမျှပိုခက်တဲ့ challenge တွေကိုရင်ဆိုင်ပြီးရှေ့ဆက်တက်လန်းသွားလို့ရတာပေါ့ကဲတဘောတရားကြီးပြောနေရခဏရက်ပြီးတော့တကယ်ပဟေလေးနမူနာလေးတွေကိုအတူတူစမ်းကြည့်ကြအောင်ဒီစောက်ထက်ကလေ့ကျင့်ခန်းတွေဘယ်လောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲဆိုတာအခုမြင်ရလိမ့်မယ်ဒီပဟေလေးလေးကိုတစ်ချက်ကြည့်လိုက်ပါကျွန်တော်ကြိုက်တယ်ဆိုရဘကစကလုံးတွေ coffee boots yellow rabbits အဲ့ဒါနေမှာတူညီတဲ့အချက်တစ်ခုဝှက်ထားတယ်တွေ့ကြလားခဏစဉ်းစားကြည့်ဟုတ်ပြီအဖြေကတော့စကလုံးတိုင်းမှာစာလုံးအစုံ double letter ပါနေတာပါပဲ coffee မှာ ff boots မှာ oo အဲ့လိုမျိုးပေါ့နောက်တစ်ခုက memory circle ဒါကတော့မှတ်ဉာဏ်စမ်းတဲ့ပဟေးလေးပေါ့ကဲဒီဇာတ်ကွက်ကိုစက္ကန့်အနည်းငယ်လောက်သေးချာချာကြည့်ပြီးမှတ်ထားလိုက်နော်ဘယ်နေရာမှာဘာရောင်ဘာပုံစံရှိလဲဆိုတာโอเคအစင်းသင်ပြပြီလားဒါဆိုမေခွန်းကတော့ beige ဆိုတဲ့စကားလုံးရဲ့တဲ့မျက်နှာချင်းဆိုင်မှာဘာပုံရှိပါပဲလဲမမိကြလားအဖြေမှန်ကစဝိုင်းဖြစ်ပါတယ်ဒီတစ်ခုကကြတော့ဆက်စကလုံးရှာတဲ့ puzzle ပါဒီမှာကြည့်စာလုံးတွေကတစ်ဆက်တည်းရေးထားတာအဲ့ဒီတည်းကနေအသေးပေရှိတဲ့စကလုံးတွေကိုရှာထုတ်ရမှာဥပမာရှေ့ဆုံးမှာ FLAE ပြီးတော့ FLESH ပြီးတော့ SLE အဲ့လိုမျိုးပေါ့နောက်ထပ်ဘာတွေရှာတွေ့လဲစိတ်ဝင်စားစရာနော်ဟုတ်ပြီဒီလေ့ကျင့်ခန်းတွေကပြောစရာကောင်းတယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့ဒါကပြောစရာဂိမ်းတကူတက်တော့မဟုတ်ဘူးအဲ့ဒီတက်ပို့ပါတယ်ဒီလေ့ကျင့်ခန်းတွေကကျွန်တော်ရဲ့နေ့စဉ်ဘဝအတွက်ဘလို့အသုံးဝင်လဲအဲ့ဒီကမှတ်သားရမယ့်အချက်ကဘာလဲဆိုတာကိုကြည့်ကြရအောင်ဆိုတော့အချုပ်ပြောရရင်9မိနစ်စာဦးနှောက်လေ့ကျင့်ခန်းဆိုတာကနေ့တိုင်းလုပ်ရတဲ့
ရိုးရှင်းတဲ့ဒါပေမဲ့အင်္ဂတာစွမ်းထက်တဲ့အလျက်ချင်းကောင်းတစ်ခုပဲကျွန်တော်တို့ရဲ့စိတ်ကိုအမြဲထက်မြက်ပြီးလိုက်လောညီထွေဖြစ်အောင်ထိမ့်သိမ့်ပြည့်နီလန်ကောင်းတစ်ခုပေါ့ ပြီးတော့ဒီလေ့ကျင့်ခန်းတွေရဲ့အကောင်ဆုံးအချက်ကဘယ်နေရာပဲအချိန်မှမဆိုအသုံးချလို့ရတာပဲကိုယ့်ဘာသာအိမ်မှာအပိုင်းဖြစ်ရင်းလို့မလားအလုံးမခဏနာတဲ့အချိန်စက်ကို refresh လုပ်မလားဒါမှမဟုတ်ကျောင်းဒီတင်တန်းဒီမှာ ice breaker အနေနဲ့ဖြစ်ဖြစ်တင်ကြားရေးမှာဖြစ်ဖြစ်ကိုထုံးဒီမှာတော့သုံးလို့ရတယ်တော်တော်လေးကိုပတ်စုံသုံးလို့ရတာ အဆုံးသက်အနေနဲ့မှတ်ထားရမယ့်အဓိကအချက်ကတော့ရှင်းရှင်းလေးပါပဲထက်မြက်တဲ့စိတ်ကိုတိဆောက်တဲ့ဆိုတာကဥယျာဉ်တစ်ခုကိုပြိုးစုပြိုးထောင်တာနဲ့တူတယ်ပုံမှန်ရေလောင်းပေါင်းတင်ပေးဖို့လိုသလိုစိတ်ဝင်စားစရာတောင်းတဲ့စိန်ခေါ်မှုအသစ်တွေနဲ့အမြဲတမ်းလုံဆော်ဖိနေဖို့လိုအပ်ပါတယ် ကဲဒီအကြောင်းတွေအလုံးတည်သွားပြီဆိုတော့ကိုကိုပြန်မေးကြည့်ရမယ့်မိခွန်းတစ်ခုပဲကြံတော့တယ်အခုချက်ချင်းကိုယ့်ရဲ့ဦးနောက်ကိုလီးကျင့်ပေးဖို့ဘလို့ပဟေလီလေးတစ်ခုနဲ့စပြီးဖြည့်ရှင်းကြည့်ကြမလဲ